လောကမှာကိုယ်ပေါ်မှာကျေးဇူးတရားတွေများစွာရှိကြတဲ့ပုဂ္ဂိုလ်တွေရှိလိမ့်မယ်။သမင်းတော်၎င်းရေတော်၎င်းစားစရာတော်၎င်းနေစရာတော်၎င်းဝိစရာတော်၎င်းသွားစရာတော်၎င်းကုညီပေးဖို့တဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ့်ရဲ့ပေါ်မှာရှိလိမ့်မယ်တဲ့။ဒါပေမဲ့အဲ့ဒီကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုမဆန့်ကျင်နေပါစေဘယ်တော့မှကျေးဇူးမကမ်းမိပါစေနဲ့။မှန်ရဲ့လား။တဏ္ဍာရင်ကျေးဇူးလေးသိလိုက်ပါကျေးဇူးလေးပြောလိုက်ပါကျေးဇူးလေးဖော်ပြလိုက်ပါမင်္ဂလာဖြစ်ပါတယ်မင်္ဂလာရှိပါတယ်မှန်ရဲ့လားဒါကြောင့်ကတိညွတ်ဆိုတာမင်္ဂလာလေးကိုလည်းတို့တရားနာပရိသတ်တွေကိုတကယ်စေပြီးတော့ငါဒီကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုတည်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေပြီလားမဖြစ်ဘူးလားကိုမစေရမှာလားစေရမှာလားစေရမှာပါဗျာကိုမစေရမှာလားစေရမှာလားစေရမှာပါဗျာဒါပါရေးကြီးတယ်ဆိုရင်အတိတရားရေးကြီးတယ်မှန်ရဲ့လားပရိသတ်ရဲ့အတိတရားဆိုတာကဘုရားတရားကရော့အဲ့တော့လာပေးလို့ရသလားကိုယ်တိုင်သိအောင်ကြိုးစားရမှာအဲ့လိုသိဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင်တရားနာဖို့လိုတယ်မှန်ရဲ့လားတရားနာမှသိမှာမှန်ရဲ့လားဒါကြောင့်တရားနာရင်အမှားกว่าအောင်နာပါမှန်ရဲ့လားတရားနာရင်အမှားกว่าအောင်နာပါနောက်တစ်ခုကာလေနာဓမ္မတဝနံကာလေနာယခုလိုအောင်ငါတို့မြန်မာနိုင်ငံမှာနှစ်သက်ကိုချိန်ကာလရောက်နေတာပဲဒီချိန်ဒီကာလဆိုတာကြောင်းတိုင်းမှာသီလပွဲတွေရှိတယ်ကုသိုလ်ပွဲတွေရှိတယ်ဝိပဿနာပွဲတွေရှိတယ်ဒီချိန်ဒီကာလငါတို့တွေယုံနေလဲပိတ်တယ်လုံးတွေလဲပိတ်တယ်ဒီချိန်ဒီကာလလေးပဲကုသိုလ်ဆိုတာငါတို့ယူခွင့်ရတဲ့အချိန်ကောင်းလေးပဲဆိုပြီးတော့ပရိသတ်ရဲ့ကာလေနယခုလိုချိန်ကာလလေးကိုသိပြီးတော့ဓမ္မတဝနတရားနာခြင်းဥပုသ်စောင့်တည်ခြင်းဒါနပြုခြင်းသီလစောင့်တည်ခြင်းဝိပဿနာဘာဝနာပွားများခြင်းလုပ်တွေကိုလုပ်ကြပါတဲ့မှန်ရဲ့လားပရိသတ်ရဲ့ဒုဒ္ဒတွေရဲ့တနှစ်တာကိုပြန်လည်ပြီးတော့ခြုံကြည့်လိုက်တဲ့ကုစုပြုခွင့်ရတဲ့အချိန်นี้ဝါတွေကာလဥပုံနေ့တွေရဲ့တော့ဝါတွေကာလတော့မှနေတိုင်းရတာလားမရပါဘူးဥပုံနေ့ပဲရတာဒါဆိုရင်ဒီတကြံ9ရက်အလုံးမပိတ်ဘူးလားပိတ်ပါတယ်ခင်ဗျရုံးမပိတ်ဘူးလားပိတ်ပါတယ်ကုစုပြည့်ဝယူခွင့်ရတဲ့အချိန်တကြံချိန်မှန်ရဲ့လားဒါကြောင့်ပရိသတ်ရဲ့ဘုရားကျင့်ကိုတော်မြတ်ကဒီမင်္ဂလသုတ်တံမှာကာလေနဓမ္မတဝနေကာလေနဒီချိန်ဒီကာလငါတို့တွေယုံတွေလည်းပိတ်ထားတယ်လုပ်တွေလည်းပိတ်ထားတယ်စက်ယုံတွေလည်းပိတ်ထားတယ်အိမ်မှာလည်းလူတိုင်းကလုတ်ကိုစီကိုပြေးထားတဲ့အချိန်ကောင်းလေးမှာငါတို့တွေကျောင်းကိုသွားပြီးတော့ဥပုသ်သီလတွေစောင့်နေမယ်သီလတွေစောင့်နေမယ်ကုသိုလ်တွေပြုမယ်ဘုရားတွေကိုပန်းရည်ချမ်းစီမီကဲမယ်ဝေယဝိဇ္ဇာကုသိုလ်ကောင်းမှုတွေတို့တွေပြုမယ်တက်ကြီးရွယ်အိုတွေကိုရှင်ကိုမယ်ပူဇော်မယ်အလေးမြဲပြုမယ်ဆိုတဲ့ပရိသတ်ရဲ့ဓမ္မတဝနတရားနာခြင်းတရားဟောခြင်းတရားထိုင်ခြင်းတရားပွားများခြင်းမေတ္တာပွားခြင်းမေတ္တာကမ္မဋ္ဌာန်းစီးပြခြင်းဆိုတဲ့လုပ်တွေကိုလုပ်ကြမယ်ဆိုရင်အဲ့ဒါမင်္ဂလာဖြစ်တယ်တဲ့မှန်ရဲ့လားဒါဆိုရင်နှစ်သက်မှာကိုမင်္ဂလာရှိတဲ့ပုဂ္ဂိုလ်တွေမင်္ဂလာဖြစ်တဲ့ပုဂ္ဂိုလ်တွေပြိဿရဲ့စကားလေးပြန်ကြည့်တဲ့နှစ်သက်မင်္ဂလာဒါကြောင့်နှစ်သက်မှာမင်္ဂလာဖြစ်တင်တယ်ဆိုရင်ယခုလိုနေတာကမင်္ဂလာမဖြစ်ဘူးလားဖြစ်ပါရဲ့ဒါဆိုရင်နှစ်သက်မှာမင်္ဂလာရှိကြိုးစိုးဖို့မလိုဘူးလားဒါဆိုရင်နံပါတ်3ဂါရဝောသံမိမိတဲ့အတ္တကောဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုအလေးအမြတ်ကရုကာရဝပြုခြင်းဟာနှစ်သက်မှာမင်္ဂလာဖြစ်မယ်မှန်ရဲ့လားနိဗ္ဗာန်သာယခုလိုနှစ်သက်ရောက်တဲ့အခါမှာကိုနှိမ်ကြပြီးတော့ဆက်ဆက်ပြောဆိုခြင်းကလည်းပဲမင်္ဂလာဖြစ်တယ်မင်္ဂလာစစ်တယ်နှစ်သက်ကိုမင်္ဂလာနဲ့ကြိုဆိုတယ်မှန်ရဲ့လားတန်တော်ဒီစာကိုမရှိတဲ့ຢာလေးနဲ့ရောက်ရဲ့တည်သိမ့်အောင်တမွေးဝမ်းကြောင်းပြုတဲ့ဆိုရင်လည်းပဲနှစ်သက်ကိုမင်္ဂလာနဲ့ကြိုဆိုတာမင်္ဂလာနဲ့နေတိုင်းတာမင်္ဂလာဖြစ်အောင်လုပ်ထားမှန်ရဲ့လားကတိညုံမိမိတို့ရဲ့ဘဝကျေးဇူးတရားသလုံးတစ်ပါးသာသမေတလုံးယတမောစတဲ့ဖြင့်ကျေးဇူးရှိခဲ့မှုတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားသိခြင်းနဲ့နေတိုင်းတာရှင်သန်တာလည်းပဲနှစ်သက်မှာမင်္ဂလာဖြစ်စေတာအရေးကြီးဆုံးနဲ့ကာလေနဓမ္မသဝေယခုလိုကောင်းမြတ်တဲ့ချိန်ကာလယုံ
တွေပိတ်တဲ့ချိန်လုံးတွေပိတ်တဲ့ချိန်စက်ယုံတွေပိတ်တဲ့ချိန်လေးမှာဥပုသီလစောင့်သိခြင်းတရားနာခြင်းဘာဝနာပြုခြင်းဝေယဝဇကုသိုလ်ကောင်းမှုတွေလုပ်ခြင်းဆိုတဲ့အလုပ်တွေပြုလုပ်ရင်းနဲ့နေနေတာလည်းပဲနှစ်သက်ကိုမင်္ဂလာဖြစ်စေတာမင်္ဂလာရှိစေတာလို့ဧတံဤတရားတွေကလည်းပဲဩတ္တမမြင့်မြတ်လာစွာသောမင်္ဂလာရှိမင်္ဂလာဖြင့်မင်္ဂလာတွေတိုးစေတဲ့မင်္ဂလာတရားတွေမြည်ပါပေရလို့ဘဂဝါသုံးလောကတောတာမြတ်ဗျာရှင်ကိုရောမြတ်ကြီးကအဝေါစာကောင်းစွာမသွေ